ဒီကောင်တွေကတကယ်ဟာသားကောင်တွေပါဆိုပြီးလှောင်နေကြမယ်ပြည်သက်များiPad 9နဲ့ 5 လုံးမေးစော့မယ်ဆိုရင်မြန်မာနိုင်ငံယုံကြည်စိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Viber Telegram နံပါတ်3998854031ကိုခုပဲဆက်သွယ်လိုက်ပါပြီးခဲ့တဲ့ကဘောလုံးအားကစားနဲ့ပတ်သက်ပြီးတော့မြန်မာပြည်သက်တွေကြားမှာစူညံပွဲလုံးရိုက်နေခဲ့တဲ့ဖြစ်ရတဲ့ခုကမင်းစော်တဲ့ငါဆိုတာပူမိုက်တယ်ဆိုသလို Sasco တဲ့ Yogras ကပို့ပြီးတော့ကောင်းတယ် Yogras တဲ့ Sasco ကပို့ပြီးတော့တာတယ်ဆိုရင်ငင်းခုန်မှုတွေကမန်ပြည်သက်တချို့နဲ့ဂန်နာဖန်တွေတချို့ကြားမှာအငင်းပွားမှုတွေဖြစ်ပေါ်သွားပါတယ်တရားသည်ပရီးမီးယားလိမှာလက်တစ်ဖက်ပြည့်အောင်တော့မှဂိုးသွင်းနိုင်ခြင်းမရှိသေးတဲ့တိုင်းစမှုနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဘယ်သူတာတယ်ဘယ်သူမတာဘူးဆိုတာငင်းခုန်မှုတွေလုပ်နေခဲ့ကြတာပါဒီနေ့မှာသတိတရားဖြစ်မိသွားတဲ့စကားလေးတစ်ခွန်းကမပြည့်တဲ့ဦးဘောင်မင်ခတ်တယ်ဆိုတဲ့စကားပုံပဲဖြစ်ပါတယ်မက်ဆီနဲ့ရိုနယ်ဒိုတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ရှင်ပြိုင်နေကြတာတွေငင်းခုန်နေခဲ့ကြတာတွေဟာရုပ်တည်လည်းရှိသလိုတဘာဝလည်းကြားတဲ့ငင်းခုန်မှုတွေဆိုပေမဲ့ Sasco နဲ့ Yogras ဆိုတာကမနီတနီကမှနာမည်ရလာခဲ့ကြတဲ့တိုင်းစမှုတွေဖြစ်သလိုပရီးမီးယားလိမှာလည်းမနီတနီကမှစပြီးတော့ဂိုးတွေသွင်းနေခဲ့ကြတာပါ Yogras ရဲ့ပရီးမီးယားလိသွင်းက3ဂိုးဘန်နမင် Sasco ရဲ့ပရီးမီးယားလိသွင်းက2ဂိုးပဲရှိသေးတာဖြစ်ပြီးတော့ဒီလိုချင်းတွေမျိုးမှာငါသားတယ်မင်းသားတယ်ဆိုပြီးတော့ဆိုင်ယန်ပိုင်ရီပရိသတ်တွေကတော့ငင်းခုန်မှုတွေရှိနေခဲ့တာပါကစားပွဲတစ်ခုကပြီးဆုံးသွားခြင်းမရှိသေးတဲ့အချိန်မှာ Yogras ကပိုကောင်းတယ် Sasco ကပို့ပြီးတော့တာတယ်ဆိုတဲ့နားရှင်မှုတွေကပြောဖို့အတွက်စောလုံးပါသေးတယ်ပရီးမီးယားလိမှာဘာတက်တီမှာပြသနိုင်ခြင်းမရှိသေးတဲ့တိုင်းစမှုနှစ်ယောက်ကိုဘာတွေမျောလိမ့်ပြီးတော့နားရှင်နေခဲ့ကြလဲဆိုတာကတော့သက်ဆိုင်ရာပရိသတ်တွေပဲသိကြလိမ့်မယ်ထင်ပါတယ်သူတို့တွေကအဲ့လိုနားရှင်မှုတွေပြုလုပ်နေခဲ့ကြတဲ့အချိန်မှာမန်စီးသင်းပရိသတ်တွေကဟားတိုက်ပြီးတော့ရည်နေခဲ့ကြမှာဖြစ်ပြီးဘာတောင်လဲဆိုရင်တော့ဟာလန်ကြီးကဂိုးတွေဒိုင်းသွင်းနေခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဟာလန်တယောက်ဂိုးတွေသွင်းနေကြတာနဲ့ပတ်သက်လို့ဘယ်သူမှစကားထိပ်ပြီးတော့မပြောတော့သလိုတိတ်ပြီးတော့လည်းမထူးဆန်းဘူးလို့ပဲဆိုရတော့မှာပါပရီးမီးယားလိစီဆောက်လာကလေးကသွင်းဂိုးတွေဇက်တိုက်သွင်းပေးနေခဲ့တယ်လို့ချန်ပီယံလိပါဝင်မန်စီးတီးရဲ့ဖလားသုံးလုံးအောင်မြင်မှုမှာပါရေးပါသူတယောက်ဖြစ်နေခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒေါမန်ကနေမန်စီးတီးရောက်လာခဲ့ပြီးတော့ဂိုးသွင်းကျန်းနေဟာလန်ဟာဒီနေ့ဘောလုံးရာသီမှာလည်းသွင်းဂိုးတွေတောက်လျှောက်ဆိုသလိုသွင်းယူနေခဲ့တဲ့အထီကိုဂိုးသွင်းကျန်းနေခဲ့တာပါခုဆိုရင်အာလင်ဟာလန်တယောက်နောက်ဆုံးကစားထားတဲ့နိုင်ငံအသင်းနဲ့ကလပ်အသင်းပွဲစဉ်ကိုးပွဲဆက်သွင်းဂိုးတွေရယူထားတာကိုမြင်တွေ့ထားခဲ့ရတာဖြစ်ပြီး Brighton အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ကလည်းခုနောက်ဆုံးကစားထားခဲ့တဲ့ Brentford အသင်းနဲ့ပရီးမီးယားလိပွဲစဉ်တွေစုစုပေါင်းပြိုင်ပွဲစုံကိုးပွဲဆက်သွင်းဂိုးတွေရထားခဲ့တာပဲဖြစ်ပါတယ်ဆိုပါကိုးပွဲမှာသွင်းဂိုးရေတွက်က16ဂိုးရှိထားခဲ့သလိုဂိုးဖန်တီးမှုကလည်း3ချိန်ပြုလုပ်ထားခဲ့တော့မြင်တွေ့ထားရတာလည်းဖြစ်ပါတယ်အဲ့လိုမျိုးကိုးပွဲဆက်သွင်းဂိုးတွေဇက်တိုက်ရယူပြီးတော့စွမ်းဆောင်ရင်ကောင်းတွေပြသထားတဲ့နောက်ထပ်ကစားမတယောက်ကတော့အမ်ဘာပေဖြစ်ပြီးတော့ပြင်သစ်သားတိုက်စစ်ကစားမှာပြင်သစ်အသင်းအတွက်ရောရီယယ်မက်ဒရစ်အသင်းအတွက်ပါသွင်းဂိုးတွေဇက်တိုက်ရယူနေခဲ့တာဖြစ်ပါတယ်ဆိုပါကိုးပွဲမှာလည်းအမ်ဘာပေကသွင်းဂိုး73ဂိုးသွင်းထားပြီးတော့ဂိုးဖန်တီးမှုကလည်း3ချိန်ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်ရွှေဘောလုံးစုကိုတစ်ချိန်ခါမှမရရှိဘူးတဲ့အမ်ဘာပေနဲ့ဟာလန်တို့ကတော့အခုနှစ်ဘောလုံးရာသီမှာပုံစံကောင်းတွေပြသနေပြီးဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးစုတစ်ခုအတွက်အလားလာကောင်းတွေကိုပိုင်ဆိုင်နေခဲ့ကြပြီလို့ဆိုရမှာပါအဲ့လိုဂိုးတွေဇက်တိုက်သွင်းပြီးတော့ပုံစံကောင်းတွေဇက်တိုက်ပြသနေခဲ့ကြတဲ့တိုက်စုမှုနှစ်ယောက်နဲ့ပတ်သက်ပြီးဆိုင်ပန်ပရိသတ်တွေကဘာမှအတန်မထွက်တဲ့အချိန်မှာဘန်နမင် Sasco ကမိနစ်300ကျော်ကစားပြီးတော့သွင်းဂိုး2ဂိုးရယူထားနိုင်ခဲ့ပြီး Yogras ကတော့သွင်းဂိုးဘဏ္ဍဂိုးအတွက်မိနစ်900ကျော်တောင်ကစားထားတယ်ဆိုရဲသူအသင်းကစားမထက်ငါအသင်းကစားမဘလို့ပိုကောင်းပါလေဆိုပြီးငင်းကုန်မှုတွေလုပ်နေကြတဲ့ချိန်မှာမန်စီးနဲ့ရီယယ်မက်ဒရစ်ပရိသတ်တွေကအဲ့အသင်းကကောင်တွေကတကယ်ဟာသားကောင်တွေပါကွာဆိုပြီးတော့လောင်ရီနေခဲ့ကြမှာလဲပဲဖြစ်ပါတယ်